ဒါဒီလိုလှမ်းပါတယ်မုတ်လေးပွေ နောက်ပြခွာရတယ် ပြန်လှမ်းရတယ် ကျန်လာတော့နည်းခွာရတယ်ခွာတတ်က ဒါဆန်အပြင်ပါထည့်ရသေးလဲ ဆိုတာလည်း ဩစားစောတာထည့်ရတယ် ဆိုတာလည်း နည်းနည်းထည့်ရတယ်ပေါ့နော် ကွာလာတယ်လော်တဲ့ချင်း ဟုတ် တင်းလော်တဲ့ချင်း ဒါတပီဆိုဘယ်နှချက်ရလဲ ဒီဆိုတပြေပဲနဲ့ချရလဲ မရဘူးပြောလို့မရအောင်နော် ပြောလို့မရဖြစ်တယ် ဒါမုတ်လေးပွေလှုပ်တဲ့ process ဖြစ်ပါတယ်ဒါတော့ရောင်းဖို့အဆင်သင့်ဖြစ်ပါပြီမကြခင်မှာဈေးကွက်ကိုတင်ပို့ရောင်းချမယ့်အရာဖြစ်ပါတယ်3000မှာယူလို့ရပါတယ် delivery ကတော့ပို့ကတော့ကိုယ်ရွေးရမယ်ဒီမှာသမင်းနေစားနေရဖုန်းတွေ့ရနဲ့တောင်းနေပြီလား တောင်းနေပြီ ဟမ်လူကြီးဖြစ်ပြီဟဲ့ဟာဟုတ်လား